င်္ဂလာပါ မင်္ဂလာပါခင်ဗျာဆို ဆရာအခုပြည်တွင်းရောက်နေတာအတော်ကြာပြီဆိုတော့ဘယ်တွေသွားပြီးဘယ်သူတွေနဲ့တွေ့ခဲ့လဲပြောနိုင်ကြပါဆရာရဲ့သိပြစေကျွန်တော်ပြည်တွင်းရောက်တာအခုဆိုရင်3လရှိပြီပေါ့ဗျာဒီ3လအတွင်းမှာကျွန်တော်ဒီအထူးသဖြင့်တော့မြန်မာပြည်မြောက်ပိုင်းနဲ့အလယ်ပိုင်းကိုကျွန်တော်သွားပြပါတယ်အဲ့တော့မြန်မာပြည်မြောက်ပိုင်းနဲ့အလယ်ပိုင်းမှာရှိတဲ့တော်လန်ရေးအဖွဲ့အစည်းတွေတော်လန်ရေးခေါင်းဆောင်တွေနဲ့တွေ့ဖြစ်တယ်ဆိုရင်ဒါအကြမ်းများအပြင်ခြုံငုံပြီးဒါပြောပြီးသားဖြစ်အဲ့တော့တကယ်အဖွဲ့အစည်းတွေအနေနဲ့ပြောရရင်တော့ကျွန်တော် KIA KIO နော် TNLA MNDAA ဒီခေါင်းဆောင်တွေနဲ့ကျွန်တော်တွေ့ဖြစ်တယ်နောက် KNDF PPLA နဲ့တွေ့ဖြစ်တယ်နောက် PLA ကျွန်တော်တို့တွေ့ဖြစ်တယ်နောက်ချင်းကျွန်တော်တို့ခေါင်းဆောင်တွေနဲ့တွေ့ဖြစ်တယ် AVSTF ခေါင်းဆောင်တွေနဲ့တွေ့ဖြစ်တယ်နောက်ပြီးကြတော့ကျောင်းသားတပ်တော်နောက်BLDF လို့တွေနော်ဒါတွေနဲ့ကျွန်တော်တွေ့ဖြစ်တဲ့အပြင်အထူးသဖြင့်တော့ MOD ရဲ့အောက်မှာရှိနေတဲ့စစ်ဒေသတွေစစ်ဒေသမှုတွေနောက်ခုန MOD နဲ့အတူတူရှိနေတဲ့ပကဖပေါ့နော်တိုင်းပကဖတွေနောက်မြေပြင်ပကဖတွေနောက်ပါလာဖဒါတွေနဲ့ကျွန်တော်တွေ့ပြပါတယ်နောက်မန္တလေး PDF ပေါ့ဗျာဒါ MOD နဲ့အတူတူပါပဲဆိုတော့အဲ့ဒါကိုတွေ့ပြတယ်ဟိုတေသာလို့ခေါင်းဆောင်နေနဲ့ကျွန်တော်တို့တွေ့တယ်ပေါ့ဗျာဟုတ်ကဲ့ဒါအပြင်ခုလောလောဆယ်ဆိုရင်ကျွန်တော်ဗိုလ်ချုပ်တာဘုံကျော်တို့ကွန်ပီတူတို့မောင်ဆောင်ခတို့နဲ့ကျွန်တော်ခီးတွေတော်တော်သွားပြပါတယ်အဲ့တော့ဆရာပြည်ပမှာနေစဉ်ကတော်လိုင်းဆိုင်ရာအတွေ့အကြုံနဲ့အခုကိုယ်တိုင်မြေပြင်မှာတွေ့ရတဲ့အတွေ့အကြုံဘာကွာခြားလဲဆရာတော်လန်ရေးထဲမှာရှိနေတာချင်းကတော့အတူတူပါပဲဗျာဘယ်မှာပဲဖြစ်ဖြစ်အားလုံးကတော်လန်ရေးအလုပ်ကိုလုပ်နေကြရင်ဒါအတူတူပဲဒါပေမဲ့တကယ်တမ်းမြေပြင်ကိုဆင်းလာလိုက်တဲ့အခါကျတော့မြေပြင်မှာရှိတဲ့အခါကျတော့တကယ်မြေပြင်မှာတော်လန်ရေးကိုလုပ်နေကြတဲ့လူတွေနဲ့အတူတူနောက်ပြည်သူတွေနဲ့အတူတူခံစားရတယ်တွေ့ကြုံရတယ်အဲ့ဒါတွေကိုစိန်ခေါ်မှုတွေကိုကြော်လွှားရတယ်ပေါ့ဗျာဥပမာဘုံကျဲတယ်ဆိုရင်လေချောင်းရံအများနဲ့ကြည့်နေရကျွန်တော်တို့သွားလေရသွားတယ်ဆိုရင်ဒီခုနလေချောင်းသတိပေးချက်တွေကြည့်ပြီးသွားရတာပေါ့နော်အဲ့ဒီပုံမှာကြည့်ပြီးတော့ကျွန်တော်တို့လှုပ်ရှားရတာဒါကကျွန်တော်ဘယ်လိုလုပ်မှပြပမှာမရနိုင်ဘူးပေါ့နော်အဖြစ်ထွင်းမှာပဲစောစောအဲ့လိုဘုံကျဲတာလည်းခံခဲ့ရတယ်ပေါ့ဗျာဘုံကျဲရခံနေခဲ့ရတယ်ဆိုတော့အဲ့ဘုံကျဲတဲ့ခံနေရတဲ့အတွေ့အကြုံလဲဒါဘယ်လိုလုပ်မှ online မှာမရှိတာဟုတ်တယ်မလားနောက်ကြတော့တကယ်တမ်းလက်တွေ့ရည်စရာပြောရရင်တကယ်တော့ကိုလက်တန့်စင်တာအစမတူဘူးပေါ့ဗျာခင်ဗျာဥခေဆိုလဲဟိုမောင်ဆောင်ကားတို့စီသွားခဲ့ပြီပဲဟုတ်တယ်မလားရေချိုးတာအိမ်နာတက်တာအစတူမှမတူတာနော်တကယ်ကိုမြေပြင်မှာခံစားရတာလေညာဆိုတော့အဲ့လိုမျိုးခံစားချက်မျိုးကတော့မြေပြင်ပေါ်မှာရောက်မှပဲရတာပါလို့ဟုတ်ကဲ့ဒါတော့ဆရာရဲ့ရုပ်ပိုင်းဆိုင်ရာအတွေ့အကြုံပေါ့ကျွန်တော်အခုစိတ်ပိုင်းဆိုင်ရာဆရာသဘောထားလဲဆက်ပြီးမေးကျင်တယ်ဆရာရဲ့ဆရာကိုယ်တိုင်အခုပြည်တွင်းမှာတကယ်တော်လှန်ရေးနယ်မြေမှာရောက်နေဗျာအဲ့လိုနေထိုင်သွားလာရတဲ့အခါမှာတော်လှန်ရေးအပေါ်နောက်တော်လှန်ရေးသမားတွေကိုဆရာဘယ်လိုခံစားရှုမြင်နားလဲလဲဗျာကျွန်တော်ဆိုလို့ကျွန်တော်ဆရာပြည်ပမှာနေတော့ခံစားမှုနဲ့အခုခံစားမှုအထူတူပဲလားကွဲပြားလားဆရာအဲ့ဒါကြီးကြောင်သိကြတယ်ကျွန်တော်ဟိုတော်လှန်ရေးပေါ်ဆိုရင်တော့တော်လှန်ရေးကတေချာပေါအောင်မြင်မယ်ဆိုတော့ခံစားချက်မျိုးမြေပြင်မှာပိုရပါတယ်မြေပြင်မှာပိုရတယ်။အော်ဆိုတော့မြေပြင်မှာလှုပ်ရှားနေတဲ့သူတွေနဲ့မြေပြင်မှာတွေ့ကြုံရတာကျွန်တော်အရင်တခါတချို့အင်တာဗျူးတွေမှာပြောဥပါတယ်။အခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နယ်မြေကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျဲနေပြီဒီဟာ။အဲ့တော့အဲ့ဒီ feeling မျိုးပေါ့လေတကယ်ကိုမြေပြင်စိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေကွင်းတွေခုနစိုက်ခွင်းပြုတ်ခွင်းတွေမစိုက်တဲ့မပြိုးတဲ့လေကွင်းမှာမရှိတာမစိုက်တဲ့မပြိုးတဲ့နေရာဒေသမှာမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာအဲ့တော့ပုံမှန်လေပတ်နေတဲ့စိုးမိုးဒေသတစ်ခုရှိနေတယ်လေချောင်းရံမှာပါပါနော်ဆိုတော့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်ဗျအဲ့တော့ဒီမြေဒီရေဒီဒေသတွေကိုငါတို့တွေပိုင်စိုးနေပါလားငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ကြိုင်နိုင်မလားဆိုတဲ့အတိနဲ့ feeling ပေါ့ဗျာခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်ဒါအပြင်ခုနကဆရာပြောတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေဒီခေါင်းဆောင်တွေခုနတော်လိုင်းရေးခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါလဲပဲပို့ပြီးတော့ယုံကြည်မှုတွေရတယ်ကျွန်တော်ကတော့အမြဲတမ်းအကောင်းမြင်တဲ့သူမို့လားမသိဘူးကျွန်တော်တို့တွေ့တဲ့ခေါင်းဆောင်တွေအားလုံးဟာအကြီးအချင်းရှိတယ်
နော်လက်တွေ့ကြအလုပ်တွေလုပ်နေကြတယ်အားလုံးလဲဒေါ်လန်ရေးကိုအောင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့သွားနေကြတယ်ဆိုတာကိုတွေ့ရတော့ကျွန်တော်တော့ခေါင်းဆောင်တွေအားလုံးဒေါ်လန်ရေးသမားတွေအားလုံးဒီအားတွေနဲ့အခုရှိနေတဲ့မြေပြင်အခြေအနေနဲ့ပေါင်းပြီးဒေါ်လန်ရေးကအောင်မြင်မယ်ဆိုတာကျွန်တော်ယုံနေဗျာပို့ပြီးတော့ကျွန်တော်အနေနဲ့တော့အားဆိုင်ပြီးအလုံးလုံးဖို့အတွက်အားတွေပို့ရတယ်လို့မြင်ပါဆရာကတစုံတရာတော့ပြောခဲ့ပြီးပါပြီအဲ့တော့တိုင်းသားတော်လှန်ရေးခေါင်းဆောင်တွေပေါ့နော်တခြားနောက်တစ်ခါ NUG MOD ကဓာတ်ရိုက်ဖွဲ့ထားတာမဟုတ်တဲ့ BPLA တို့ PLA တို့အပါအဝင်တော်လှန်ရေးအဖွဲ့တွေနဲ့လည်းဆရာတွေ့ခဲ့တယ်ဆိုတော့သူတို့နဲ့ဆရာတို့ NUG အကြပူပေါင်းဆောက်ရရေးကိုဘယ်လိုအခြေအနေရှိလဲဆရာကျွန်တော်တော့ကောင်းတယ်လို့မြင်တယ်အခုကွန်ပျူတာတို့အောင်ဆောင်ခါတို့ကျွန်တော်တို့ခရီးသွားတဲ့ရည်ရွယ်ချက်ကိုကပို့ပြီးတော့စီလုံးမှုညီညွတ်မှုပို့ပြီးပေါင်းစည်းမှုဘယ်လိုမျိုးကျွန်တော်တို့စုစည်းမလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ဒါလိုက်ပြီးတော့ဆွေးနွေးနေတယ်တွေ့ဆုံနေတယ်ဆိုတော့ပို့ပြီးအားကောင်းတဲ့စုစည်းတဲ့အခုလိုအချိန်မှာတချို့လဲအဖွဲ့မြေပြင်မှာကြတော့ပေါင်းစည်းဖို့ခက်နေတာတွေကိုအကောင်းဆုံးပေါင်းစည်းပြီးဘယ်လိုမျိုးတော်လန်ရေးကိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကိုအခုလိုပဲဗျာတကယ်လူငယ်တွေကွန်ပျူတာတို့မောင်ဆောင်ခါတို့တွေနောက်အခုဗိုလ်ချုပ်တာဘုံကျော်တို့နဲ့လည်းတွေ့ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးနဲ့ကျွန်တော်တို့အတူတူခရီးသွားပြီးအတူတူခုလိုမျိုးစုစည်းညီညွတ်ဖို့စီယုံမှုစီလုံးမှုအတွက်လိုက်ပြီးတွေ့ဆုံဆွေးနွေးပြောဆိုနေရတာကူကဒါကျွန်တော်တို့ဒေါ်လာရေးအတွက်အားကောင်းနေပြီလို့ကျွန်တော်မြင်တယ်ဒါကြောင့်အဲ့ဒီလိုမျိုးစောစောကခေါင်းဆောင်တွေကျန်တဲ့ခေါင်းဆောင်တွေလည်းကျွန်တော်တွေ့ပါတယ်ကျန်တဲ့ခေါင်းဆောင်တွေကျန်တဲ့အဖွဲ့အစည်းတွေအားလုံးကလည်းပဲဒီလိုတသွေးတဲ့တန်တဲ့စိတ်သေးပဲရှိတယ်လို့ကျွန်တော်မြင်တယ်ဒါကြောင့်ခုနကကျွန်တော်ပြောတဲ့ဒေါ်လာရေးအောင်မြင်မယ်ဆိုတာကိုဖြေခဲ့တယ်ဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ online မှာတွေ့နေရတာနဲ့မြေပြင်မှာတွေ့ရတာကမတူပါဘူးonline မှာတွေ့ရတဲ့အခါကျရင်ပိုတယောက်နဲ့တယောက်နားလည်မှုခုနကလိုရင်းနှီးမှုခုနအပြန်အလှန်ကြည်ညက်အောင်ခုနကလိုဆွေးနွေးနိုင်မှုတွေအားနည်းတယ်တကယ်မြေပြင်မှာတွေ့ရတဲ့အခါကျတော့အဲ့အရာတွေကိုကြော်လွှားနိုင်တော့ပိုပြီးတော့နားလည်မှုတွေစီးလုံးမှုတွေညီညွတ်မှုတွေရတယ်လို့ကျွန်တော်မြင်ပါတယ်အခုဆရာကျွန်တော်ဆရာပြောခဲ့တယ်ပေါ့နော်ဒီဘေးကင်းတဲ့ဆေးရုံတွေဘေးကင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိလှုပ်ဆောင်နေတဲ့ကိစ္စလည်းပြောပါအောင်ဆရာဒါလည်းခုနဆရာဟို online နဲ့မြေပြင်နဲ့ကြွားတာပေါ့နော်ကျွန်တော် online မှာဒါပေမဲ့အဲ့ချိန်တုန်းကလည်းဘုံကျဲတာလည်းတိတ်တော့အခုလောက်တော့မစိုးဘူးပေါ့အရေးကြီးတယ်ဒါဟာသေချာကိုလုံခြုံတဲ့ဆေးရုံဆေးကန်းတွေလုပ်ဖို့လိုတယ်ဆိုတာကိုပို့ပြီးသဘောပေါက်တဲ့အတွက် safe hospital safe healthcare campaign လုပ်တာပေါ့ဗျာအဲ့တော့အဲ့ campaign လုပ်တဲ့အခါကျတော့ဒါအခု campaign 3ပတ်ရှိပါပြီအခုဆိုရင်ဒီ3ပတ်အတွင်းမှာအခုဟာကျွန်တော်တို့က90%ကျော်လောက်ကိုရနေဆိုတော့အမှန်ကတော့ campaign ကအောင်မြင်ပါတယ်ဒေါ်လာ4သိန်းရကျွန်တော်ထင်တော့4သိန်းကျော်ပြီးတော့5သိန်းလောက်ထိတော့ရမယ်သဘောရှိတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့အခုမြေနေရာတွေကျွန်တော်လိုက်ကြည့်နေတယ်တချို့လဲဆေးရုံတွေစဆောက်နေပြီတချို့လဲရှိပြီးသားကျွန်တော်တို့ဂူတွေလှိုင်ဂူတွေခုနလိုပေါ့လေအဲ့လိုနေရာတွေကိုဆေးရုံအဖြစ်ပြောင်းပြီးတော့ကျွန်တော်တို့ကဒါကိုဆောက်နေရပါတော့ဆိုတော့အဲ့လိုမျိုးတွေကျွန်တော်တို့လုပ်နေရတယ်ရှိတယ်ဆိုတော့ဒါလည်းပဲတကယ်ကိုလိုအပ်ချက်ပေါ့ဗျာဒါကျွန်တော်တို့အဲ့ campaign ထဲမှာပြောသလိုပဲပြည်သူလူထုတွေရဲဘော်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအပြင်ကျန်းမာရေးစောင့်ရှောက်တဲ့ဒီဆရာဝန်တွေသူနာပြုတွေကျန်းမာရေးစောင့်ရှောက်သူတွေရဲ့လုံခြုံရေးသူတို့တွေရဲ့ခုနကလိုစိတ်လုံခြုံရေးရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက်ဒါအရေးကြီးတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့ safe hospital safe healthcare ကိုလုပ်တာပေါ့နော်ဆိုတော့အဲ့ဒါလည်းအောင်မြင်ပါတယ်ဒါနဲ့အတူတူပဲတကယ်ကိုလုံခြုံစိတ်ချရတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရအောင်ကျွန်တော်တို့လုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ဆရာအခုပြီးခဲ့တဲ့ရက်ပိုင်းမှာ CRPH ကထုတ်ပြန်ခဲ့တဲ့ CDM တွေ non CDM တွေဆိုင်ရာကြီးညာချက်နဲ့ပတ်သက်ပြီးဝေဖန်တာတွေအတော်ကြားတယ်ဆရာလည်းကြားမှာပါအဲ့ကြီးညာချက်ဟာစီယုံရဲ့အသွင်လက္ခဏာမဆောင်ဘူးလို့ဝေဖန်ကန့်ကွက်တာလည်းရှိတယ်ဆရာသဘောထားဘယ်လိုရှိလဲခင်ဗျဒါတော့ဟိုပေါ့နော်ဝေဖန်တာကတော့ကျွန်တော်တို့ကလက်ခံပါတယ်ဝေဖန်တာကိုလက်မခံစရာအကြောင်းလည်းမရှိဘူးနောက်ကြတော့ဒီအတန်တွေကိုလည်းကျွန်တော်တို့နားထောင်အောင်မှာဖြစ်ပါတယ်ဒါအပြင်ခုနကပြောလို့ပေါ့နော်ဒီ CDN non CDN နဲ့ပတ်သက်ရင်ဒါကတော့အရင်ကနေကလည်းလို့ကွဲပြားမှုတွေရှိပါတယ်ကွဲပြားမှုဒါကြောင့်လည်းကျွန်တော်တို့ဒါကိုတေးကြအောင်စနစ်ကြအောင်ဆိုတော့ human right တွေနော်နောက်ကြတော့ဒီ
ဝန်ထမ်းစီမင်းစည်းကမ်းတွေဒါအပြင်တော်လှန်ရေးအားကောင်းအောင်ဆိုတဲ့ဟာတွေအများကြီးစဉ်းစားပြီးမှတကယ်တော့ဒီဥပဒေပေါ်လာတာကပထမဦးဆုံးဒါအားလုံးသိပြီးသားပါ NUCC ကနေပြီးတော့ CDM မူဝါဒဆိုတာလွန်ခဲ့တဲ့တစ်နှစ်ခွဲနှစ်နှစ်ကပေါ်လာတယ်အဲ့ဒါပြီးတဲ့နောက်မှာဒါဥပဒေပြုဖို့ဆိုတာအဲ့ဒီကနေကလှုပ်ထားပြီးသားပေါ့နော်အဲ့ဒီကနေကနေပြီးတော့စဉ်းစားခဲ့ကြပြီးသားဆွေးနွေးခဲ့ကြပြီးသား CDM ညီလာခံတွေလုပ်ခဲ့တယ်နော် CDM ဒီ success committee နောက် CDM data အလိုက်တွေ CDM တွေဖွဲ့ပြီးတော့လုပ်ခဲ့တယ်အဲ့ဒီဟာတွေကနေအခြေခံပြီးတော့အားလုံး stakeholder တွေနဲ့ engage လုပ်အစိုးရအဖွဲ့ထဲမှာဆွေးနွေးခုနသမတရုံးဆိုရင်သမတဆိုဒါတွေကိုယူပြီးတော့ခုနလိုအသေးစိတ်တွေလေ့လာဒါအပြင်နိုင်ငံတကာကဆိုတော့ human right တို့နိုင်ငံတကာကဒီ justice အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးဆွေးနွေးပြီးဒါပေါ်လာတဲ့သဘောရှိပါတယ် CRPH ကနေပြီးတော့ထွက်လာတဲ့သဘောရှိဆိုတော့ဒါကျွန်တော်အနေနဲ့တော့အခုမြေပြင်ရောက်တဲ့အချိန်မှာပို့ပြီးသဘောပေါက်တာကမြေပြင်မှာအခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေရာဒေသတွေရှိပါတယ်မြို့တွေသိမ်းလိုက်တိုင်းnon CDN တွေကျွန်တော်တို့ဖမ်းဆီးရတာတွေရှိတယ်အဲ့တော့မဖမ်းညင်လို့ကျွန်တော်တို့ဆရာတို့သိမှာပါnon CDN တွေကိုအလင်းဝင်မို့ဆိုပြီးတော့ခေါ်တယ်အခုလည်းခေါ်ပါတယ်အချိန်မရွေးလဲအလင်းဝင်နိုင်အချိန်မရွေးလဲပြည်သူဘက်ကိုပြောင်းနိုင်တယ်ပေါ့ဗျာအလင်းဝင်ဆိုတဲ့စကလုံးညို့မကြိုက်ဘူးဆိုရင်ပြည်သူဘက်ကိုကူးပြောင်းလို့ရပြည်သူဘက်ကိုကူးပြောင်းလာသော non CDN များအတွက် category အဲ့ဥပဒေထဲမှာရေးထားတာရှိပါတယ်နော်non CDN နဲ့အကုန်လုံးကိုအရေးယူဖို့လည်းမဟုတ်အရေးလည်းမယူယူမှလည်းမဟုတ်ဒါပေမဲ့ non CDN တွေထဲမှာဥပမာဆရာရဲ့အခု indoor မှာဆိုရင် indoor မြို့စိမ်းတိုက်ပွဲအကြောင်းဆရာတို့ကြားပါလိမ့် indoor မြို့စိမ်းတိုက်ပွဲဘယ်လောက်ကြာလဲ8လ9လကြာပါတယ်အဲ့ဒီအတွင်းမှာအလင်းဝင်မှုတွေခေါ်ခဲ့ပေမဲ့မဝင်မဲနဲ့မြို့သိမ်းတိုက်ပွဲနောက်ဆုံးနေ့အထိအတူတူရှိနေတဲ့ non CDN တွေကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲနောက်အဲ့ခုနအဲ့တက်မှမှုနဲ့အတူတူဟိုကတာဘက်ကိုရွှေ့တဲ့အထဲတောင်လိုက်သွားပြီးလက်နဲ့ကင်နေတဲ့ non CDN တွေကိုဘယ်လိုမျိုးကျွန်တော်တို့စီမံဆောင်ရွက်ရမလဲဆိုတာတွေကဥပဒေလိုအပ်တယ်ဆရာဥပဒေရှိမှဥပဒေမဲ့တွေကျွန်တော်တို့မဖြစ်မှာဆိုတဲ့သဘောဖြစ်ပါတယ်ဒီဥပဒေဟာ perfect ဖြစ်တဲ့ဥပဒေလို့ကျွန်တော်တို့မဆိုဘူးဆိုလို့ဒါပေမဲ့ဒါတွေကအခုတတ်နိုင်သမျှခုနကလို human right တို့ဆိုတော့ justice တို့အားလုံးပါအောင်လဲဒါကျွန်တော်တို့လုပ်ထားတာဟိုဆွေးနွေးထားကြတာဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒီဥပဒေကိုကြိုးဆိုတယ်ဘာလို့ဆိုမြေပြင်မှာ CDN တွေမဖြစ်တဲ့နာမဖြစ်ရအောင် non CDN တွေမဖြစ်တဲ့နာမဖြစ်ရအောင်အတွက် CDN တွေရော non CDN တွေရောအတွက်မှန်ကန်တဲ့ကာကွယ်မှုဆုံးဖြတ်မှုတွေလုပ်နိုင်မှုအတွက်ဥပဒေမမဲ့ဖို့အတွက်ဥပဒေရှိဖို့လိုတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒီဒါကိုခုနကလိုအကြံပြုတာဆွေးနွေးတာဝိုင်းဝန်းတာလုပ်ဖို့လိုတယ် non CDN တွေကိုကျွန်တော်တို့မစီယုံတာမဟုတ်ဘူး non CDN တွေပြည်သူနဲ့ပူးပေါင်းမှာပြည်သူနဲ့ပူးပေါင်းတဲ့ non CDN အတွက်ဥပဒေဟာအဲ့ဥပဒေထဲမှာပါပြီးသားဖြစ်ပါဆိုတော့ဒါကြောင့်ဆရာတရားတကယ်တော့ non CDN တွေရော CDN တွေရောကိုကာကွယ်တဲ့လို့ပြောရင်တော့ပုံမှန်ပဲဥပဒေမျိုးဖြစ်ပါတယ်နော်မဟုတ်တာလုပ်တဲ့လူတော့မရဘူးပေါ့ဗျာစောစောကပြောလို့နောက်ဆုံးတိုက်ပွဲအထိလက်နက်ကင်ပြီးတော့ကျွန်တော်တို့ PDF တွေကိုတတ်သွားတဲ့လူတွေအဲ့ဒီလူတွေအတွက်တော့သူတို့နဲ့တင့်တော်တဲ့ဥပဒေရှိဖို့လိုတာပေါ့နော်ဆိုတော့အသေးချာဖတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒါကိုလုပ်လို့ရပါတယ်နောက်ခုနကလို non CDN တွေကိုလည်းကျွန်တော်တို့မစီယုံတာမဟုတ်ပါဘူးစီယုံပါတယ် non CDN တွေရန်ကုန်မန္တလေးနေပြည်တော်မှာရှိတဲ့ non CDN တွေပြည်သူနဲ့အတူပူးပေါင်းမှုအတွက်တွန်းအားပေးတဲ့ဥပဒေဖြစ်ပါတယ်လို့ကျေးဇူးပါဆရာဟုတ်ကဲ့ဆရာအဲ့တော့အခုကျွန်တော်ဂျာကာလာဖက်ဒရယ်အစိုးရပေါ်ထွန်းရေးကိစ္စဆရာလည်းပြောခဲ့ပူးတယ်ကျွန်တော်ကိုယ်တိုင်ခန်းစားချက်ကဒါအရင်အရေးကြီးတယ်ဆရာအခုကာလာမှာလေလက်ရှိအခြေအနေအဲ့ဒီကိစ္စဘယ်လိုရှိလဲဆရာသဘောထားရောဘယ်လိုရှိလဲလက်ရှိအခြေအနေဆိုတာတဲ့ပေါ့လေကျွန်တော်တော့အခုဒေါ်လာရေးအဖွဲ့အစည်းတွေခေါင်းဆောင်အနေနဲ့အားလုံးဟိုတွေ့ပြီးတော့ပြောဆိုခဲ့တာပေါ့နော်ကျွန်တော်တွေ့တဲ့ဟာကတော့ formal မဟုတ်ဘူးပေါ့ဗျာ informal ပေါ့ informal ကျွန်တော်အခုနားလေတဲ့လောက်ဆိုရင်အခုဥပမာဒီအဖွဲ့အစည်းတွေအားလုံးကတကယ်ကိုအသွင်ကူးပြောင်းရေးကာလအသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်တယ်ဆိုတာအားလုံးဒါသဘောတူပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်ကျွန်တော်လည်းဟိုတစ်ခေါက်အင်တာဗျူးမှာပြောခဲ့တယ်စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်း
ဒါကြောင့်အားလုံးဝိုင်းပြီးတော့စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့စူးစမ်းဖို့လိုတယ်အားလုံးရဲ့သဘောကတော့ခုနကပြောတဲ့တကယ်ခုန Federal Democracy နိုင်ငံမဖြစ်ခင်မှာ transitional government လို့တယ် transitional arrangement လို့တယ်ဆိုတာအားလုံးကသဘောတူပါတယ်လိုအပ်တယ်ဆိုတာအားလုံးသဘောတူတယ်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ပေါ်ဆောင်မလဲဆိုတဲ့ဟာပဲကျွန်တော်အရင်တစ်ခါပြောသလိုပေါ့နော်2021တုန်းကပေါ်ခဲ့တဲ့ NUG မြို့သားညီညွတ်ရေးအစိုးရက2021အခြေအနေရပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်အခု2025ဟာ2021နဲ့မတူတော့ဘူးကျွန်တော်စောစောကပြောလို့မလေးရှားနိုင်ငံတော့မကတဲ့နယ်မြေစိုးမိုးမှုရှိနေပြီ2021တုန်းကဘာနယ်မြေမှမစိုးမိုးဘူး2025မှာသက်ဆိုင်ရာFederal Data အလိုက်လို့ပဲပြောရမှာပေါ့ရခိုင်ဆိုရခိုင်မှာသိမ်းထားတာအများကြီးပဲနော်လားတူပဲချင်းကချင်ရှမ်းမြောက်နော်ကရင်ဒီကရင်ပေါ့ဗျာအခုဆိုရင်နော်ဒါအထဲထဲမှာလည်းအခုပြည်မဒေသတွေလည်းအများကြီးပဲအဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့ကအသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာအားလုံးသဘောပေါက်ပါတယ်သဘောလည်းတူတယ်နော်အဲ့ဒီမှာတော့တွေးနေတဲ့သွားမယ်ဘယ်လိုသွားမလဲဆိုတာတော့နီလန်အမျိုးမျိုးရှိမှာပေါ့အားလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာတော့အားလုံးသဘောတူတဲ့သဘောရှိပါဒါပေမဲ့အဲ့ဒါကိုဘယ်လိုမျိုးသွားနိုင်မလဲသွားမလဲဆိုတာဟာကျွန်တော်တို့ရဲ့နောက်ထပ်ရွေ့မဲ့အရွေ့စီရေးအရာအရွေ့နိုင်ငံရေးအရာအရွေ့တွေပေါ်မှာအများကြီးမူတည်တယ်ဆိုတော့အဲ့ဒီအရွေ့တွေကောင်းမှုလို့တယ်အဲ့ဒါကိုဝိုင်းပြီးတော့ရွေ့အောင်တွန်းမှုလို့တယ်လို့ဒါအားလုံးလည်းသဘောတူပါတယ်အားလုံးကလည်းအဲ့လိုဆုံးဖြတ်ပြီးအားလုံးကအဲ့ဒါကိုစူးစမ်းပြီးလုပ်နေကြတာလို့ကျွန်တော်မြင်ပါတယ်လို့ကောင်းပါပြီဆရာအဲ့တော့လက်ရှိຫນွေဦးဒေါ်လာရေးအခြေအနေအပါဝင်ပေါ့နော်ပြည်တွင်းပြည်ပလူထုကိုဆရာဘာများပြောချင်ပါသေးလဲခင်ဗျာပြည်တဲ့အားလုံးကတော့အခုအရင်ဆုံးတော့ကျေးဇူးတင်တယ်လို့ပြောရမှာပေါ့နော်ကျွန်တော်အခုမြေပြင်မှာဒီပြည်တွင်းမှာပဲဗျအရင်ဆုံးပြည်တွင်းရတယ်ပြည်တွင်းမှာတွေ့တဲ့ပြည်သူတွေစောစောကပြောလို့ပဲလေချောင်းရံကိုကြောက်နေရတယ်ဒါပေမဲ့သူတို့တွေအခုမြေပြင်မှာရှိနေတယ်ဒါအခက်အခဲတွေတော့ရှိတာပေါ့ဗျာကျွန်တော်တို့ခုနစီမံကံကွဲအုပ်ချုပ်တဲ့နေဟာမှာအဆင်ပြေတာတွေရှိသလိုအဆင်မပြေတာတွေရှိတယ်နောက်လူတဦးတယောက်ချင်းစီရဲ့ဘယ်လိုခေါ်မလဲစွမ်းရည်တွေလူတဦးတယောက်ချင်းစီရဲ့ဆန္ဒတွေသဘောထားတွေကတော့ကွာတာပေါ့ဗျာအဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့တချို့နေရာတွေမှာအခက်အခဲတွေစိန်ခေါ်မှုတွေရှိတယ်ဒါပေမဲ့တစ်စုံလုံးကိုခြုံကြည့်ရင်တော့အားလုံးကအရွေ့တစ်ခုတိုးတက်မှုတစ်ခုကိုသွားနေတယ်လို့ကျွန်တော်မြင်ပါတယ်ပြီးတော့ဒါပေမဲ့အဲ့ဒါကြောင့်ဒီပြည်တွင်းမှာဒေါ်လာရေးလုပ်နေကြတဲ့သူတွေဒေါ်လာရေးနဲ့အတူရှိနေကြတဲ့သူတွေအထူးသဖြင့်ဥဆောင်နေကြတဲ့သူတွေကိုကျွန်တော်လည်းတစ်ခါပြောမှုပါတယ်ဒေါ်လာရေးအတိဒေါ်လာရေးသတိတော်လှန်ရေးသစ္စာရှိဖို့လိုတယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့အသက်ပေးနေရတဲ့ PDF တွေဒီနေ့ဘဝတွေအသက်တွေပေးနေရတဲ့ CDM တွေသူတို့တွေနော်တော်လှန်ရေးသမားတွေနော်ကိုထောက်ထားပြီးတော့အခုတိုင်းရင်းသားတော်လှန်ရေးရဲဘော်တွေရဲ့အသက်တွေဘဝတွေကိုထောက်ထားပြီးကျွန်တော်တို့တွေသစ္စာနဲ့ဂတိနဲ့ပြက်လို့မဖြစ်ဘူး။အဲ့ဒါကိုမပြက်အောင်ကျွန်တော်တို့စူးစမ်းဖို့လိုတယ်လို့မြင်ပါတယ်။ကျွန်တော်အရင်လည်းပြောဦးတယ် corruption တွေကျွန်တော်တို့ကတော်လှန်ရေးအပေါ်မှာတပြားတစ်ချက်မှအမျက်မတင်ဘူးလို့ကျွန်တော်မြင်တယ်။ဒါကကျွန်တော်အထူးသဖြင့်စီမံခန့်ခွဲအုပ်ချုပ်လုပ်ကိုင်နေကြတဲ့သူပြောတာပါ။ဒါအပြင်ပြည်ပပြည်သူများကိုလည်းပဲအခုလိုတအားပါဝင်နေတဲ့အတွက်ကျေးဇူးတင်တယ်။ဒါပေမဲ့ကျွန်တော်တို့တော်လှန်ရေးအောင်မြင်အဆုံးသတ်နိုင်မှုအားတွေစိုက်ကြဖို့လိုပါတယ်။အားထည့်ကြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့တော့ဒီနေရာမှာပြောချင်တယ်။အားစိုက်အားထည့်နေတဲ့သူတွေ့တယ်ကျေးဇူးတင်တယ်လို့ဒီထက်ပိုပြီးအားထုတ်ရင်ဒီထက်ပိုပြီးကျွန်တော်တို့ရဲ့အောင်မြင်မှုဟာမြန်ရမယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတာတိုက်တွန်းပါတယ်လေးနက်ဒါနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ကျွန်တော်တို့ပြည်သူအများပြည်တွင်းပြည်ပပြည်သူအများကိုကျွန်တော်တိုက်တွန်းပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးကျေးဇူးအများကြီးတင်ပါတယ်ဆရာကျေးဇူးပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဦးကောင်စိုး